ခုကနေစပြီးတော့ quarter note နဲ့ quiver နဲ့ရောထားတဲ့ pattern လေးတွေကိုတီးကြတော့မယ်เนาะအဲ့မှာကိုတီးတဲ့ pattern တွေကိုပါးစပ်ကနေရွတ်ပေးပါခြေထောက်ပုတ်ပေးပါဥပမာအခုတီးမယ် side 4မှာဆိုရင် 1 2 3 4 1 2 and 3 and 4 and 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 အဲ့လိုလက်ကလည်းတီးမယ်ခြေထောက်လည်းပုတ်မယ်ပါးစပ်ကလည်းရွတ်မယ်เนาะဒါအရေးကြီးပါတယ်เนาะအဲ့တိုင်းလုပ်ပေးပါလေ့ကျင့်ပေးပါ